အခုဒီပုံစံလေးကိုဆက်ပြီးတော့ရင်တွက်ပြပါမယ်ပေးထားတဲ့မိကွန်းက Isiman Tokeyi ဝရန်1000တန်နာယီက 11% တို့နေအာဂါရီရှိမတ်တာရန်1000တန်နာယီက17%ဈေးတက်သွားခဲ့တဲ့ဆိုနိုတိုခဲယီကိုယာမာရာဆန်ဝ15% တို့ဝါရီပီကီခံတဲ့အဲ့ဒီနာယီကိုယာမာရာဆန်က15%လျှော့ဈေးလက်မှတ်နဲ့ခါဦးတိုရှိတာရဝယ်မယ်ဆိုလို့ရှိရင်အီကူရာနီနာရီမက်ဘယ်လောက်ဖြစ်သွားမလဲဆိုပြီးတော့မေးထားတာပေါ့နော်အောက်မှာ ABCD ဆိုပြီးတော့မှအဖြေပေးထားတယ်အခုဝါဒရှိတူကတွက်ကြည့်မယ်ပေါ့နော်ပုံစံကိုတွက်မကြည့်ခင်တခုပြောချင်တာကအစ်စ်မှာပုံသင်နည်းတွေကိုပြောပြထားတဲ့ဗီဒီယိုတစ်ပုဒ်ရှိရပေါ့နော်အဲ့ဒီဗီဒီယိုကိုကြည့်ထားတဲ့သူဆိုလို့ရှိရင်သိပါတယ်အခွန်ဆိုရင်ပေါင်းမယ်ဝါရီပီကီပုံစံဆိုလို့ရှိရင်နှုတ်မယ်ပေါ့နော်ဒီပုံစံကဝါရီပီကီဖြစ်တဲ့အတွက်ကြောင့်မို့လို့နှုတ်ရပါမယ်အဲ့တော့အခုဝါတာချီတူကစပြီးတော့တွက်ကြည့်မယ်ပေါ့နော်သူ့ရဲ့မူရင်းဈေးက1000ရှိရယ်1000ကိုမှ17%တက်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့မူရင်းဈေး1000ကို17%နဲ့မြှောက်ပေးရပါမယ်ဒါဆိုလို့ရှိရင်သူ့ရဲ့တက်တဲ့ဈေးရသွားမယ်ပေါ့နော်17%ကိုရာခိုင်နှုန်းပြချင်တာဖြစ်တဲ့အတွက်100နဲ့စပေးရမယ်ဒါဆိုလို့ရှိရင်ဒီရာခိုင်နှုန်းကပျောက်သွားပြီ17ကို100နဲ့စတော့0.11ရတယ်ပေါ့နော်0.11နဲ့1000နဲ့မြှောက်တော့ရင်1100ရပါတယ်အဲ့တော့ဝါတာချီတို့ကမူရင်းဈေးရ1000တက်သွားတဲ့17%က1100 1000နဲ့1100နဲ့ပေါင်းပေးရမယ်ပေါင်းတဲ့အခါမှာသူ့ရဲ့နာရီရဲ့ဈေးစုစုပေါင်းက11000နဲ့100ဖြစ်သွားပါတယ်ဒါနာရီရဲ့ဈေးစုစုပေါင်းပေါ့နော်ဒီ11000ရဲ့အပေါ်မှာ15%ဝါရီပီကီခံတဲ့ဝယ်မှာအခုဝါတာစီတို့က1000ဈေးနှုန်းပေါ်မှာမဟုတ်တော့ဘဲနဲ့17%တက်တဲ့ဈေးပေါ်မှာ15%ဝါရီပီကီခံနဲ့တွက်ပြရပါမယ်အဲ့တော့1000နဲ့100ဈေးနှုန်းပေါ်မှာ15%နဲ့တွက်ပြရပါမယ်အဲ့တော့ရာခိုင်နှုန်းပြောစင်တာဖြစ်တဲ့အတွက်100နဲ့စားမယ်ဒီရာခိုင်နှုန်းကပျောက်သွားပြီ0.15ရတယ်ပေါ့နော်အဲ့တော့0.1 ဖက်နဲ့1100နဲ့မြောက်မယ်မြောက်တဲ့အခါမှာ1665ရတယ်ပေါ့နော်ဒါဝါတာစီရတန်းတွက်ပြီးသားမလို့တန်းရည်လဲတာပေါ့နော်မိနာဆန်တို့ကကိုယ့်အကိုတက်ကြည့်ကြပါအဲ့တော့ဝါတာစီတို့ကဝါရီပီကီဖြစ်တဲ့အတွက်ကြောင့်မို့လို့1100တွေက1665ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့နာရီရဲ့စုစုပေါင်းပတ်စံရတယ်ပေါ့နော်အဲ့တော့1100တွေက1665ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်9435ရပါတယ်ဒီ9435ကသူ့နာရီဝယ်တဲ့အခါမှာပေးစီရမယ်စုစုပေါင်းအမောင်းဖြစ်တယ်ပေါ့နော်အဲ့တော့ပေးထားတဲ့အဖြစ် ABCD ၄ခုထဲမှာအဖြစ်မှန်က D ဖြစ်ပါတယ်နောက်ရက်ကျမှဂျန်တဲ့ပုံစံလေးတွေကိုဆက်ပြီးတော့ရင်ရှင်းပြပါမယ်